အနေနဲ့ဒီနေ့တော့ကျင်းပခဲ့တဲ့ဆိုတဲ့ဖက်စစ်အကြမ်းဖက်ကောင်စီဘယ်တော့ခါမှအမှန်တရားမပြောတဲ့မူသာဝါဒသတင်းစာရှင်းလင်းပွဲမှာ NHK သတင်းဌာနကမေးမြန်းချက်ပေါ်ဇော်မင်းထွန်းအများပြည်သူကတော့ယွန်ရှာမုန်းတီးစွာနဲ့ဇော်မဲလုံးလို့ခေါ်တာပေါ့ကျွန်တော်အနေနဲ့ကြာရင်တော့ကျွန်တော်ရဲ့ကျောင်းတက်ဖို့တက်ဖက်စီနီယာတယောက်ပေါ့ဇော်မင်းထွန်းဟာစစ်တပ်ကတော်အပတ်စဉ်39အောင်စရတက်ခွဲတက်စုခွန်ကကျွန်တော်တို့ ਨੇ ဘိုးလောင်းအဆောင်တစ်ဆောင်နဲ့တက်ခဲ့တာဖြစ်တယ်ကျွန်တော်သူနဲ့2နှစ်မိခဲ့တော့ကောင်းစွာသိပါတယ်ဇော်မင်းထွန်းကိုဇော်မင်းထွန်းပေါ့ဟုတ်ဆိုသူ့ရဲ့ NHK သတင်းဌာနကိုပြန်လည်ပြီးဖြည့်ကြားတဲ့ပြုမှုပုံပြောဆိုပုံတုံ့ပြန်ပုံတွေကိုကြည်ချင်းအဖြစ်ဒီစနစ်ကိုလဲပတ်နေတဲ့ဖွဲ့စည်းကြီးရဲ့ပြောရေးဆိုခွင့်ရှိသူတယောက်ရဲ့အည်ချင်းပြီးတော့ဇော်မင်းထွန်းရဲ့ဘေးမှာထိုင်ပြီးတော့အခုမှအပွင့်ကြီးကြီးတွေတင်ထားတဲ့လူတွေရဲ့မျက်နာဟန်ပန်အမူအရာလိပ်ပြလုံမှုတည်ကြည်မှုရဲရင်ဖြောက်မှတ်ရိုးသားအများအကျိုးရှိရှုမှုလုံးဝမရှိတဲ့သူတို့တူးချင်းစီရဲ့ဥပဒေရုပ်လက္ခဏာတွေအပေါ်ကသာသတင်းစာရှင်းလင်းပွဲဟန်ပြတဲ့အခမ်းအနားမှာဟန်ပြတီတီကြီးကြီးနေပြတဲ့အောင်ရှိပြီမဲ့သူတို့ရဲ့ကိုဟန်အမူထားမူရအနေထားတွေသူတို့ရဲ့မျက်နှာတိမျက်လုံးမျက်စံတွေကြည်ချင်းအဖြစ်သူတို့အားလုံးဟာပြိုပြတ်တော့မဲ့အဖွဲ့အစည်းတစ်ခုအတွက်နောက်ဆုံးနမိတ်တွေကိုပြသနေသူတွေလို့ကျွန်တော်သုံးသပ်တွေ့ရှိပါတယ်။ဘာကြောင့်လဲမွေချင်းချီမြင်လို့ပါပဲ။ကျွန်တော်တို့ကဒီဖွဲ့စည်းထဲမှာနေခဲ့တဲ့ဒီစစ်ပညာသင်ခဲ့တဲ့လူရဲ့ဥပဒေရုပ်တွေကိုကျွန်တော်တို့အကဲဖြတ်မှုတွေခေါင်းဆောင်မှုနေတီးမှာပါဝင်တဲ့လက်အောင်ငယ်သားအပါဝင်လူတွေရဲ့စိတ်ထားကိုအကဲဖြတ်မှုတွေမှာကျွန်တော်တို့သုံးတရားအထိအတွေ့အကြုံရှိခဲ့သူဖြစ်တယ်။ဆိုတော့ကျွန်တော်ဇော်မဲလုံးခေါ်ဇော်မင်းထွန်းအပါဝင်အဲ့ဒီဇပွဲဝါမှာထိုင်နေတဲ့တူးချင်းစီရဲ့ရွေရှားပုံပြောဆိုပုံမျက်လုံးမျက်စံဟန်ပန်စိတ်နေထားတွေကိုအကဲခတ်ကြည့်ခြင်းအဖြစ်ထိတ်သေးပိုင်းတစုဖက်စစ်အချမ်းဖက်အုပ်စုတွေတင်မှာကြီးမားတဲ့တုံလို့ခြောက်ချားမှုတွေအချင်းချင်းကြားမယုံကြည်မှုတွေသူတို့ရသလောက်ကြားကန်ပြီးရသလောက်အချမ်းဖက်ကသူတို့ရဲ့ဆွဲကင်ထားတဲ့အဓမ္မဝါဒတိဆောက်လူစိတ်ကိုဆက်လက်ရုန်းကန်ကြည့်ဖို့တချို့ကကြိုးစားခြင်းနဲ့တချို့ကလက်လျှော့ခြင်းတချို့ကဘလို့မှမနိုင်တော့ဘူးဆိုတာသိတော့လည်းပဲထပ်ပေါက်ပိတ်နေတဲ့ဘဝမို့လို့ရေစုံမျောမယ်ဆိုတဲ့အနေအထားမျိုးတွေမြင်တွေ့ရပါတယ်ဆက်ပြီးတော့ကြည့်အောင်ဇော်မင်းလုံးရဲ့ဇော်မင်းထွန်းရဲ့ပြန်ကြားချက် NHK သတင်းဌာနကမေးတဲ့မိကွန်းက very simple ရိုးရိုးလေးပါ very simple ရိုးရိုးလေးပါဒါကိုတော့မှခမည်းမေးတဲ့မိကွန်းကအရန်မြင့်နေတာပဲဆိုတဲ့တုံ့ပြန်မှုကစပြီးတော့လူကြီးလူကောင်းမဆန်တော့နိုင်ငံတစ်ခုရဲ့ကိုစားပြုအဆင့်နဲ့လုံးဝမထိုက်တိုင်သောလမ်းဘေးကစကားဝိုင်းတစ်ခုရဲ့တုံ့ပြန်မှုပုံစံမျိုးနဲ့လူမိုက်အကြမ်းဖက်သဘောထားကိုတုံ့ပြန်ပြလိုက်တာတွေ့ရပါလိမ့်မယ်။ဒါကြောင့်မလို့ဖက်စစ်အကြမ်းဖက်အုပ်စုအတွင်းအာဏာတည်ဆောက်မှုဟာလုံးဝချိနဲ့ရော့ရဲဘလို့မှရှေ့ဆက်သွားလို့မရအောင်သူတို့အမီးသူတို့ပြန်နင်းနေပြီဆိုတာပေါ်လွင်နေပြီဖြစ်တယ်။ဟိုကြားဖြတ်ကိစ္စနဲ့ပတ်သက်ပြီးတော့ KNU ကရရှိသွားတဲ့သတင်းချက်လက်တွေထိုင်းနဲ့အမေရိကန်ကနှစ်ရှည်လများစူးစောင်းထားတဲ့သတင်းချက်လက်တွေတရုတ်နိုင်ငံသားရေးအဆင့်တာဝန်ရှိတဲ့အရာရှိကြီးကိုယ်တိုင်ကတော့ကမျိုးရောက်လာပြီးတော့ဒီကြားဖြတ်လုပ်ငန်းတွေကိုဖုံးဖိဖို့ကြိုးစားလာတဲ့အနေအထားတွေဒါဒီကြည်ချင်းအဖြစ်သူတို့အတွင်းမှာပြိုအပ်မှုဟာကြီးမားစွာဖြစ်နေပြီဆိုတာကျွန်တော်တို့သုံးသပ်တွေ့ရှိရမှာဖြစ်ပါတယ်။တစ်ဖက်ကကြည့်ရင်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကြားတဲ့အခုဆိုရင်မဟာမိတ်စုဖွဲ့ဖြစ်မှုဖြစ်တပ်ပေါင်းစုကြီးတိဆောက်ပြီးကြောင်းကြေညာလာတဲ့အနေအထားနောက်တစ်ချက်ကလူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ထွက်ပေါ်လာတဲ့သတင်းတားဖြစ်သူကေမီအရိတ်ကသူမိခင်ဖြစ်တဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးကိုမတွေ့မမြင်ရတာနှစ်နှစ်ကျော်ကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့အသက်မရှိတော့ဘူးလို့တော့ယူဆရဖွယ်ရှိတယ်ဆိုတဲ့ဝမ်းနဲ့ကြေကွဲဖွဲ့ရာထုတ်ပြန်ကြေညာချက်ဟာကျွန်တော်တို့နိုင်ငံသားအားလုံးရဲ့အေးဆက်နေသောနှလုံးသားတွေဇွဲလုံးလဝရိယကိုထုတ်300ခေါင်မှမတိသေးတဲ့အပြင်းစိတ်ထားတွေကိုလှုပ်နှိုးလိုက်ပြီးဖြစ်ပါတယ်။အဲ့တော့လူထုခေါင်းဆောင်သာဖက်စစ်တို့ရဲ့ရက်ဆက်ရုပ်မာမှုကြောင့်ကျွေလွင့်ကွယ်လွန်ခဲ့သည်ရှိတော့ကျွန်တော်တို့အားလုံးကခေါင်းဆောင်မဲလို့ဆိုပြီးဖြစ်ရှင်အဖြစ်ဘဝကိုရေစုံမျောကြမဲ့အမျိုးသားမျိုးကောင်းသားတွေမဟုတ်ကြပါဘူး။ကျွန်တော်တို့ပြင်းထန်ပြတ်သားစွာတုံ့ပြန်ရုန်းကန်ကြရမယ့်အနေအထားဖြစ်ပါတယ်
ကျွန်တော်အနေနဲ့တော့ဒေါအောင်ဆန်းစုကြည်ကွယ်လွန်နေဆိုတဲ့သတင်းဟာမဟုတ်မှန်မှန်ပါစေနဲ့လို့ပဲဆုတောင်းပါတယ်သို့တော်လည်းဖက်စစ်ဒီကမ္ဘောဒီးယားကဖုတ်ဖော့ပြီးလို့ရှိရင်အာရှမှာတမိုင်းတစ်ရီထိုးတဲ့ရက်ဆက်ကြမ်းကြုတ်မှုမှာ edit ပေးရမယ်ပြိုင်ဆန်ရှားသောဖက်စစ်ကြမ်းဖက်လူသက်သမားများရဲ့လက်မှာလူထုခေါင်းဆောင်ဟာတမ်းမာစွာရှိနေဖို့ဆိုတဲ့မျှော်လင့်ရုံမှတပါကျွန်တော်တို့အားလုံးဟာအစွန်းဆုံးထိတိုက်ပွဲဝင်သွားဖို့ပဲကြိုးစားရမှာဖြစ်ပါတယ်။ဆိုတော့တစ်ဖက်ကကြည့်ရင်ဒေါအောင်ဆန်းစုကြည်ကွယ်လွန်သွားနိုင်လောက်တယ်ဆိုတဲ့သတင်းအချက်လက်ဟာနေပြည်တော်ကိုအပြင်းထန်တုံ့ပြန်ဖို့ကြိုးစားနေတဲ့အစုအဖွဲ့တွေအတွက်စစ်တင်နေကားဗျူဟာအရတစုံတရာပြောင်းလဲလာကြရရှိပါတယ်။ဘာကြောင့်လဲဒေါအောင်ဆန်းစုကြည်အသက်ရှိနေသေးတယ်လို့ယူဆလို့ကျွန်တော်တို့ခေါင်းဆောင်ရဲ့ဘေးရန်နဲ့ကင်းရှင်းရေးအတွက်နေပြည်တော်ကိုတစုံတရာဆိုးရွားတဲ့တိုက်ခိုက်မှုတွေလုပ်ဖို့တချို့တွေတုံဆိုင်ငံ့ထားကြရတာမျိုးရှိပါတယ်အခုထပ်ပေါ်လာတဲ့သတင်းတွေကဒေါအောင်ဆန်းစုကြည်တော်မှလုံးဝအစဖြောက်ပြီးရက်ဆက်ရုံမာစွာနှိမ့်ဆတုံးလိုက်တဲ့ဆိုရင်နေပြည်တော်မှာထောက်ထားငဲ့ညာစရာဘာအကြောင်းအရာမှမရှိတော့တဲ့အနေအထားဖြစ်သွားပါပြီဒါကြောင့်မာမိတ်တပ်ပေါင်းစုတွေလည်းပေါ်လာပြီဒေါအောင်ဆန်းစုကြည်လည်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ပြည်သူအားလုံးဟာပေါက်တဲ့နဖူးမထူးဘူးကျွန်တော်တို့အနာဂတ်အတွက်ကျွန်တော်တို့အားလုံးအဆိုးဆုံးအခြေအနေတွေကိုတွက်ဆပြီးအကောင်းဆုံးအခြေအနေတွေအတွက်ကြိုးစားကြဖို့ပဲရှိပါတယ်အဲ့တော့ပြိုအပ်နေတဲ့သူတို့ရဲ့အတွင်းစည်းအနေအထားတွေချစ်ဆက်ပြီးတော့ဘလို့မှသွားလို့မရနိုင်တော့တဲ့မူရရာစာလောက်ရက်တွေဘိန်းစိတ်ကြွစီစိုက်ပျိုးထုတ်လို့တဲ့ပထမဆုံးတရားခံလူမျိုးတုံးတပ်ဖြတ်မှုဆရာဇဝဲကောင်ဖြစ်ဆွဲချက်တင်ထားပြီးမကြာမတီအတော်တွင်နိုင်ငံတကာဆရာဇဝဲကောင်ဖြစ်ဖန်ရန်ထုတ်ခံရတော့မဲ့စစ်ကောင်းဆောင်ဆိုတာတော့သူ့ကိုယ်သူအတင်းတမခန့်အပ်ပြီးတော့ကာကွယ်ဦးစီးချုပ်လုပ်နေတဲ့ဥပဒေမဲ့ဝစ်တော့ကာချုပ်သူ့ကိုစစ်တပ်ကိုလည်းနိုင်ငံသူနိုင်ငံသားအားလုံးနဲ့မကဘူးဒီစစ်တပ်ကဆင်းလာတဲ့ကျွန်တော်တို့ပြည်သူစစ်သားတွေကပါလက်မခံတဲ့ဖက်စစ်ဂိုင်းခေါင်းဆောင်ဒီခေါင်းဆောင်ကိုသူ့ဘာသူအတင်းတက်လုပ်ပြီးအုပ်ချုပ်နေတဲ့ခေါင်းဆောင်အတွင်းအက်တီပြိုပြက်အခုဆိုကြားဖြန့်ကိစ္စနဲ့သူတို့ဂရက်ဒီထဘလူနီးနဲ့မှရှေ့ဆက်သွားလို့မရတော့အနေထားမှာနိုင်ငံတကာလည်းအတိမတ်မပြုအာဆီယံလည်းအတိမတ်မပြုသူတို့အားထားပါတယ်ဆိုတော့အိန္ဒိယကတော့မှကဲဆက်စွာထုတ်ပြန်လာပြီးမင်းတို့ကိုအတိမတ်ပြုမဖြစ်နိုင်ဘူးဆိုတဲ့အခြေအနေမှာနိုင်ငံတကာအတိမတ်ပြုမပြုပြည်သူအတိမတ်ပြုရင်ပြီးပြီဆိုတဲ့ဇော်မင်းထွန်းရဲ့ဘလူနီးနဲ့မှ reference ယူလို့မရတဲ့ကိုးကားစရာအကြောင်းအရာမရှိတဲ့ပြည်သူဆိုတာဘယ်ပြည်သူကသူတို့ထောက်ခံတာလဲသူတို့ထမင်းကျွေးထားပြီးတနေ့6000ပေးမယ်ဆိုတဲ့လူတစုထောက်ခံတာဟာတနိုင်ငံလုံးကပြည်သူတွေထောက်ခံတာမဟုတ်ဘူးလေဟုတ်ကြီးမားကျယ်ပြန့်စွာဖြစ်လာနေတယ်ကျွန်တော်တော်လိုင်းတပ်ဖက်မှာလည်းစုဖွဲ့မှုတွေပြည်တော်စုတပ်တော်ဖြစ်ရည်စူးတဲ့ချီးကပ်မှုတွေနောက်တစ်ခါလုံးဝ selection စီစစ်ရွေးချယ်တင်ကြံခဲ့တဲ့တင်ကြံနေစေဖြစ်တဲ့ရဲတော့ရိုးဖြောက်ချစ်ဆက်ရှောက်မဲ့ပြည်သူတာကောင် PDF စစ်တီတော်တွေရဲ့ခွန်အားစုစည်းမှုတွေဟာဖက်စစ်အကျန်းဖက်စနစ်ကနောက်ဆုံးဖြိုဖျက်မှုအတွက်အင်မတန်မှလိုင်းတဘိုးကြီးမားတဲ့ခွန်အားတွေဖြစ်လာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးပြည်သူအားလုံးလူထုတော့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်အသက်ရှိသေးသည်ဖြစ်သေးဖက်စစ်အကျန်းဖက်တို့ရဲ့ရက်ဆက်ရုံမှမှုကြောင့်ကွယ်လွန်သွားသည်ဖြစ်စေကျွန်တော်တို့ဟာမနှက်ဖြန်တွေအတွက်ရှေ့ဆက်ရမယ်လူသားတွေဖြစ်တယ်အုံနောက်အသိဉာဏ်ရှိသူအနာဂတ်ကောင်းကိုမျှော်လင့်သူနိုင်ငံကောင်းဖို့ကြိုးစားလိုသူနိုင်ငံသားတွေဖြစ်တယ်ကျွန်တော်တို့ရှေ့ဆက်သွားကြရမှာဖြစ်တယ်ဖက်စစ်အကြမ်းဖက်စနစ်ကတော့လုံးဝတေးချပြီးပြိုမယ်ပြက်မယ်အဲ့တော့ကျွန်တော်တို့ကဖြိုပြက်သွားတဲ့ဟာကိုဖြိုဖြက်သိမ်းတရားဝင်ကြီးညာဖြက်သိမ်းပြီးတော့အစ်စ်စီးရီးယားတပ်တော်လို့စီးရီးယားတပ်မတော်တစ်လို့တိဆောက်နိုင်ဖို့စုဖွဲ့မှုတွေကျွန်တော်တို့စနစ်တကျဆောင်ရွက်ကြရမယ်အချိန်ဖြစ်ပါတယ်အဲ့တော့ဖက်စစ်တပ်ကိုတစ်ဖက်ကမွေးမြူပြီးတော့နော်ကိုဒေသကိုနယ်မြေတော်တဲ့မှာပဲစစ်ဘီရင်ဆက်လုပ်ချင်သေးတယ်ဆိုတဲ့လူတွေအတွက်ပြင်ဆင်ချိန်ရောက်ပါပြီဖက်စစ်တပ်ကိုအပေးယူလို့အပြစ်ခတ်ရစဲညီနိုင်ရေးဆွေးနွေးပွဲဝိုင်းနေနဲ့ဝိုင်းခွက်တိုက်ပြီးကိုနယ်မြေတော်တဲ့မှာတဘိုတမင်းတတ်စစ်ဘီရင်လှုပ်ချင်နေသေးတဲ့တချို့သောခေါင်းဆောင်တွေအတွက်ခေါင်းလောင်းထိုးတန်ရောက်လာပါပြီကျွန်တော်တို့ညီညွတ်မလားကျွန်တော်တို့ပြိုကွဲပြီးကြုံဖြစ်ခံမလားဆုံးဖြတ်ရမယ့်အချိန်ဖြစ်တယ်အဲ့တော့စစ်ဘီရင်ဝါဒနဲ့တစုတဘိုတတ်မျိုးနွယ်စုတစုကောင်းစားရေးအတွက်တိုင်းပြည်ကြီးဖြစ်ချင်အောင်ဖြစ်ရှစ်ဆက်သွားမယ်ဆိုတဲ့ you the my mother တမိုင်းဆွေးကအတွေးကြံတွေကို
ဖယ်ရှားတန့်စင်ပစ်ဖို့အချိန်ရောက်ပြီလို့တချို့သောခေါင်းမာနေစေလူတချို့ကိုကြံပေးခြင်းပါတယ်တိုက်တွန်းခြင်းပါတယ်တောင်းပန်ခြင်းပါတယ်ကျွန်တော်တို့အားလုံးညီညီညွတ်ညွတ်နဲ့ဖက်စစ်စနစ်ကိုအပြီးဖြိုနိုင်ငံတစ်ခုကိုအမြန်ဆုံးတည်ဆောက်ကြရမယ့်အချိန်ရောက်ပြီပေးကြပြီကျွန်တော်တို့ကိုယ်တိုင်မင်းအွန်လိုင်းစိုးဝင်းဇော်မင်းထွန်းအပါဝင်စစ်ရာဇဝဲကောင်တွေကိုလက်ထိတ်ခတ်ပြီးတော့နိုင်ငံတကာ